Green Football စိန်လန်းသောဘောလုံးလှတရားကိုချစ်မြတ်နိုးကြတဲ့ကဘာကြီးက2025ခုနှစ်မှာတော့အလှတရားထက်နေတဲ့သဘောတရားတစ်ခုကိုထပ်မံပြီးတော့ထည့်သွင်းလာပါတယ်။ဒါကတော့ရေရှည်တည်တဲ့ခိုင်မြဲမှုပါ။ကလပ်တွေကစားသမားတွေအုပ်ချုပ်ရေးအဖွဲ့အစည်းတွေပါသဘောပေါက်လာကြတာကဘောလုံးကဂိုးတွေစုတစိမ့်တွေကစားသမားဈေးကွက်တတ်အတွက်ပဲမဟုတ်ဆိုတာပါ။ဒါကတာဝန်ယူမှုတာဝန်ခံမှုတရားလည်းဖြစ်ပါတယ်။ပရိသတ်တွေအတွက်လူအတိုင်းဝိုင်းအတွက်ကျွန်ုပ်တို့ရဲ့ကဘာကျိုးအတွက်တာဝန်ယူမှုပါဒီနေ့မှာတော့ကျွန်ုပ်တို့ Green Football ဆိုတဲ့ကဘာတစ်ထဲကိုနက်နက်ရှိုင်ရှိုင်လေ့လာသွားမှာဖြစ်ပြီးတော့ကဘာရသည့်ဥရုပြောင်းလဲမှုဆိုတဲ့အရေးတကြီးတိုက်ပွဲမှာအားကစားတစ်ခုကဘလို့ပါဝင်လာနေတယ်ဒီကြိုးပမ်းမှုတွေရဲ့အရေးပါမှုကိုဆွေးနွေးသွားကြမှာပါဘောလုံးလို့ပြောလိုက်တာနဲ့စိတ်ထဲထင်သွားတာကလူတောင်းချီနဲ့ပြည့်နှက်နေတဲ့ကွင်းကြီးတွေတောက်ပနေတဲ့မီးရိမ်တွေအားပေးနေကြတဲ့ပရိသတ်တွေရဲ့ပုံရိပ်တွေပါဒါမဲ့ကျွန်ုပ်တို့သတိမထားမိတာကတော့ဒီခိုက်တက်လေးတွေရဲ့နောက်ွယ်ရခါပွန်ချီယာတွေပါအားကစားကွင်းတွေကလျှက်ဆက်တက်အားအမြောက်များသုံးဆွဲနေရပါတယ်ပရိသတ်ထောင်တောင်းချီယာကားတွေလေယာဉ်တွေနဲ့ပွဲကြည့်ဖို့ခီးထွက်ကြပါတယ်ကလပ်တွေကရာသီမစခင်ရာသီကြိုခီးစဉ်အတွက်ကမ္ဘာတိုက်ကြီးတွေကိုဖျက်ပြန်တန်းကြပါတယ်ပလတ်စတစ်ဘူးတွေတခါသုံးခွက်တွေပွဲပြီးတိုင်းကျန်ရင်းနေတဲ့အမိုက်တရိုက်တွေကိုထည့်တွက်လိုက်ရင်တော့အလှတရားဆိုတဲ့အရာကပတ်ဝန်းကျင်အတွက်တော့အယမ်းမလှနေတော့ပါဘူးဒါကြောင့်မလို့ကမ္ဘာတွန်းကကလပ်တွေကအခုကမှလက်တွေ့ကြစတင်လှုပ်ဆောင်လာကြတာပါအင်္ဂလန် Forest Green Rovers ကိုကြည့်ပါသူတို့ကကမ္ဘာအစိမ်းရောင်သင်းဒါမှမဟုတ်ပတ်ဝန်းကျင်နဲ့အသင်းတော်ဆုံးအသင်းတို့တောင်မှတင်စားခေါ်ဝေါ်ကြပါတယ်သူတို့ရဲ့လက္ခဏာသွင်းမြင်တစ်ခုလုံးကိုရေရှည်တည်ရမှုပေါ်အခြေခံပြီးတော့တည်ဆောက်ထားတာပါသူတို့ရဲ့ကွင်းမှာတသက်လို့အစားအစာတွေသာရောင်းချပါတယ်ညခင်းမြင့်က organic နေနဲ့စိုက်ပျိုးထားပြီးတော့ဓာတ်ရူဆေးဝါးတွေလုံးဝမသုံးထားပါဘူးကစားသမားတွေဝတ်ဆင်တဲ့အဝတ်အစားတွေကတော့recycling လုပ်ထားတဲ့ပစ္စည်းတွေနဲ့ထုတ်လုပ်ထားတာပါဘောလုံးအသင်းတစ်သင်းထပ်ပို့ပြီးတော့သူတို့ကအားကစားအနေတက်စစ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဦးဆောင်နိုင်တဲ့သင်္ကေတတစ်ခုဖြစ်နေရပ်တည်နေပါတယ်ဒါအပြင် FIFA တောင်မှသူတို့ကိုကမ္ဘာပထမဆုံးကာဗွန်ထုတ်လုပ်မှု3ညအဆင့်ရှိတဲ့ဘောလုံးသင်း Carbon Neutral Football Club ဖြစ်အသိအမှတ်ပြုထားပါတယ် Forest Green Rovers ကအစပဲရှိသေးတာပါကမ္ဘာအကြီးစားကလပ်ကြီးတွေကလည်း Green Football အတွက်လှုပ်ဆောင်လာကြပါပြီလန်ဒန် Tottenham Hotspur ရဲ့အားကစားကွင်းသစ်ကအခုဆိုရင်ကမ္ဘာအဆင့်မီပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းပညာမြင့်အရီနာတစ်ခုဖြစ်နေပါပြီ။သူ့မှာကိုပိုင်ရေတန့်စင်စနစ်စွမ်းရည်ထွေတာသုံး LED မီလင်းရောင်တွေနှင့်စင်မီကိုမှုံတွေလေထုညဉ့်ညမ်းမှုတွေကိုရှော့ချနိုင်မှု Master Plan တွေရှိနေပါပြီ။လီဗာပူး၊ဘာစီလိုနာ၊ဘိုင်ယန်မြူးနဲ့ဖယ်ရစ်စိန့်ဂျာမိန်စားတဲ့အသင်းကြီးတွေကလည်းကမ္ဘာရာသီဥတုဆိုင်ရာလှုပ်ဆောင်ချက်တွေမှာပါဝင်လာကြပြီးတော့သူတို့ရဲ့ပတ်ဝန်းကျင်ပေါ်တရားမှုကိုရှော့ချဖို့ကတိပြုထားကြပါတယ်။ဂျာမနီမှာဆိုရင်ဘွန်ဒက်စ်လီဂါကလပ်အများပြားကပွဲကစားတဲ့နေ့တွေမှာ100% recycling စွမ်းကိုသာအသုံးပြုနေကြပါပြီ။ပရိသတ်တွေကလည်းဒီပတ်ဝန်းကျင်စိန်လန်းရေးလှုပ်ရှားမှုရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာကြပါတယ်။ကားနဲ့မဟုတ်ပဲကလပ်ကအစီအစဉ်ပေးထားတဲ့အခမဲ့လျှက်စစ်ရထားလို့ရင်းနေနဲ့ကွင်းကိုရောက်လာတဲ့ပုံစံစိတ်ကူကြည့်ပါ။တခါသုံးပလတ်စတစ်ခွက်စားထက်ခါသုံးလို့ရတဲ့ခွက်နဲ့တောင်းနေတဲ့ပုံစံမြင်အောင်ကြည့်ပါ။ဥရောပတစ်ခွင်မှာတောက်သုံးရေခွက်တွေအတွက်ငွေပေးချေစနစ် deposit systems စပိန်စီးပြီးကွင်းကိုရောက်လာနိုင်တဲ့အစီအစဉ်တွေ recycling နဲ့အမှားလျှော့ချရေးပရိသတ်ပညာပေးစည်းရုံးမှုတွေစတင်မြင်တွေ့လာပါတယ်။ပရိသတ်တွေကိုယ်တိုင်လည်းသူတို့ကိုအားပေးတဲ့အသင်းကစားဟန်လောက်အရေးကြီးရဆိုတာနားလည်လာကြပါပြီ။ဒါကအားကစားကွင်းတွေမကပါဘူး။ခီးသွွာလာမှုကလည်းဒီအားကစားရဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ပါ။အသင်းတစ်သင်းဟာရာသီမစခင်ချစ်ကြည်ရေးပွဲတွေ pre-season friendlies ဒါမှမဟုတ်ပြည်ပဆိုင်ရာပြိုင်ပွဲတွေအတွက်ကမ္ဘာတွင်းမှာပြန်တန်းတိုင်းမိခိုးငွေထုတ်လုပ်မှုတွေများပြားလာပါတယ်။တချို့ကလပ်တွေကပတ်ဝန်းကျင်ကိုတက်ရောက်မှုနေတဲ့ခီးသွွားနည်းလမ်းတွေကိုစမ်းသပ်နေကြပြီး UEFA နဲ့ FIFA တို့ကလည်းခီးဝေးပြန်တန်းမှုတွေကိုဖြစ်စေတဲ့ပွဲစဉ်စရာ scheduling တွေကိုပြန်လည်သုံးသပ်ဖို့ဖိအားပေးခံနေရပါတယ်။ဒါညီနာရခတ်တဲ့ကိစ္စတစ်ခုပါ။ဘောလုံးကကမ္ဘာအားကစားဖြစ်ပေမဲ့တာဝန်ယူမှုရှိတဲ့အားကစားလည်းဖြစ်ရမှာပါ။နောက်ထပ်ပြီးတော့စိတ်ဝင်စားစရာတိုးတက်မှုတစ်ခုကတော့ဘောလုံးအသင်းဝတ်စုံတွေ Football Kits မှာပါအဓိကအားကစားအဝတ်စားထုတ်လုပ်ရောင်းချတဲ့ brand ကြီးတွေကသမုဒ္ဒရာတွေက plastic အမှိုက်တွေကို recycling လုပ်ပြီးပရိသတ်တွေကုန်ယူဝတ်ဆင်နိုင်တဲ့အင်ကြီးတွေဖြစ်ထုတ်လုပ်နေကြပါတယ်။ Adidas ကပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့တဘာဝနဲ့သင်းတော်တဲ့အဝတ်စားတွေကိုဖန်တီးနေပါတယ်။ Nike ကလည်းရေရှည်တည်တံ့တဲ့ကုန်ကျန်းပစ္စည်းတွေနဲ့ပဲအလားတူလှုပ်ဆောင်နေပါတယ်။ကမ္ဘာတုံးအင်ကြီးတန်းပေါင်းများစွာရောင်းချထုတ်လုပ်မှုမှာသိငယ်တဲ့ပြောင်းလဲမှုတွေတကူအားတော့ကြီးမားတဲ့ကွာခြားမှုကိုဖြစ်စေနိုင်ပါတယ်။
ကစားသမားတွေကိုယ်တိုင်ရလည်းပုံဝန်းကျင်အတွက်အတန်နေဖြစ်ရပ်တည်လာကြပါတယ်ဟတ်တာဘယ်လာရင်လိုကျယ်ပွင့်တွေကတစ်တော်ပြက်လေထူထောင်ရေးစီမံကိန်းတွေမှာရင်းနှီးမြှုပ်နှံကြပြီးဘောလုံးရဲ့ကာဗွန်ခြေရာကိုရှော့ချဖို့တစ်ပင်ထောင်ချီစိုက်ပျိုးပေးကြပါတယ်။အခြားသူတွေကလည်းပရိသတ်တွေကိုပိုပြီးရရှိတည်ရတဲ့ဘဝနေထိုင်မှုပုံစံကိုအားပေးတိုက်တွန်းနေကြပါတယ်။ကစားသမားတွေကအရင်ကအသားရောင်ခွဲခြားမှု racism ဒါမှမဟုတ်မညီမျှမှုကိုစန့်ကျင်ခဲ့တဲ့လိုမျိုးပဲရာသီဥတုဆိုင်ရာစန့်ကျင်လှုပ်ရှားမှုတွေကလည်းဘောလုံးရည်ကျင်းမှုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာနေပါပြီ။ရှင်းရှင်းလင်းလင်းပြောရရင်ဒါအရန်ကောင်းတဲ့ PR view ဟာ public relation တခုတည်းမကပါဘူး။ဒါကရှင်သန်ရက်တည်ရေးအတွက်ပါ။ရာသီဥတုပြောင်းလဲမှုကဘောလုံးကိုတိုက်ရိုက်ချင်းချောင်းနေပါတယ်။ရင်းတက်လာတဲ့ပူချိန်တွေကကစားသမားတွေအတွက်အန္တရာယ်ရှိစေပါတယ်။ရေလွှမ်းမှုတွေကကစားကွင်းတွေလေ့ကျင့်ရေးကွင်းတွေကိုပြက်စီးစေပါတယ်။ပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တွေကပွဲတွေကိုရွှေ့ဆိုင်းစေနိုင်ပြီးတခါတရံပြိုင်ပွဲတစ်ခုလုံးတောင်ချင်းချောင်းနိုင်ပါတယ်။2022ခုနှစ်ကာတာကမ္ဘာဖလားဟာသတိပေးနမိတ်တစ်ခုပါပဲ။ပူပြင်းတဲ့အပူချိန်အောက်မှာကစားခဲ့ရတဲ့ပွဲတွေကလေအေးပေးဆက်တည်းရဲ့ကြီးမားတဲ့စွမ်းအားပေါ်မိခိုခဲ့ရပြီးပူနွေးလာတဲ့ကမ္ဘာကြီးထဲမှာအားကစားရဲ့အနာဂတ်ကိုမေးခွန်းထုတ်စရာဖြစ်စေခဲ့ပါတယ်။ဒါဆိုအနာဂတ်ကရောဘယ်လိုမျိုးလဲ။ကျွမ်းကျင်သူတွေခံမှန်းထားတာကလာမယ့်10နှစ်တွင်လုံးဝပြန်လည်ဖြည့်တင်းသုံးစွဲနိုင်မဲ့စွမ်းရည်နဲ့တာမောင်းနေတဲ့ Net Zero Stadiums စွမ်းရည်သုံးစွဲမှု3ညအဆင့်ရှိတဲ့ကွင်းတွေကိုမြင်တွေ့ရမယ်လို့ဆိုပါတယ်။ Smart Technologies တွေကစွမ်းရည်သုံးစွဲမှုကိုခြေရာခံပြီးအ ਨੇ ဆုံးဖြစ်အောင်ရှော့ချပေးမှဖြစ်က AI System တွေကကလပ်တွေအတွက်ထိရောက်တဲ့ထောက်ပံ့ရေးစနစ် Logistics တွေကိုစီစဉ်ပေးမှဖြစ်ပါတယ်။ Virtual Reality နည်းပညာတွေကတော့ပရိသတ်တွေကိုအိမ်မှာနေရင်ပွဲကိုစိတ်ဝင်စားပွဲအတွေ့အကြုံရစေပြီးမလိုအပ်တဲ့ခီးသွွာလာမှုတွေကိုရှော့ချပေးနိုင်ပါလိမ့်မယ်။ဒီထက်ပိုပြီးတော့အရေးကြီးတာကတော့ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုတစ်ရပ်ဖြစ်ပေါ်လာမှာပါ။ဘောလုံးပရိသတ်တယောက်ဖြစ်တယ်ဆိုတာပတ်ဝန်းကျင်ကိုဂရုစိုက်တတ်တဲ့ပရိသတ်တယောက်လည်းဖြစ်ရမယ်ဆိုတဲ့သဘောတရားပါပဲ။ Green Football ဟာခီးရီစီကြောင်တစ်ခုထပ်ပိုပါတယ်။မျိုးဆက်သစ်တွေအတွက်အားကစားကိုပြန်လည်သတ်မှတ်နိုင်တဲ့လှုပ်ရှားမှုတစ်ရပ်ပါ။ကမ္ဘာလူအကြိုက်ဆုံးအားကစားတစ်ခုကစံနမူနာပြနိုင်ခဲ့မယ်ဆိုရင်လူသန်းပေါင်းများစွာစီကိုသတင်းစကားတရက်ပို့နိုင်မှာပါ။ဘောလုံးကွင်းမော်ဟာမော်ဆန်တဲ့မိနစ်တွေကကျွန်ုပ်တို့ကိုရင်ခုန်မှုပေးနိုင်ခဲ့သလိုပဲကျွန်ုပ်တို့ရဲ့တခုတည်းသောအိမ်ကဘာမြေဆိုတဲ့ကွင်းကိုကာကွယ်စောင့်ရှောက်ဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်ခါဘောလုံးအတွက် recycling လုပ်တာအမိုက်လျှော့ချတာဒါမှမဟုတ်ပတ်ဝန်းကျင်နဲ့တင်တော်တဲ့အဝင်စားသစ်တစ်စုံကိုမိတ်ဆက်တောင်းမြင်သတိရလိုက်ပါ။ဒါကဘောလုံးတက်တွေမကားပါဘူး။ဒါကျွန်ုပ်တို့အားလုံးရဲ့အနာဂတ်အတွက်ပါ။ဒီပွဲမှာတော့အချိန်ပို extra time ဆိုတာမရှိတော့ပါဘူး။